စကိုင်းတိုင်းဝင်းသွန်မြို့နယ်နမ်ခမ်းရွာကိုစစ်ကောင်စီတပ်ကလေရင်ဖြင့်နှစ်ကြိမ်ပုံကျဲတိုက်ခိုက်လို့ကလေးငယ်တွေအပါအဝင်ပြည်သူ90ကျော်လောက်ထိခိုက်ပြီးသေဆုံးသူ20လောက်ရှိခဲ့တယ်လို့ဒေသခံတအူးကချင်းတွင်ရိုမကိုပြောခဲ့ပါတယ်။ဒေသခံတအူးကအခုထိတာ90ကျော်နေပြီ။ခမန်းချီဖို့အတိအကျတော့မသိသေးဘူး။တိုက်ပွဲလည်းမရှိပဲလာကျဲသွားတာ။အင်းတော်ကြလို့ရှုံးမဲတာပထမတစ်ကြိမ်လာပြစ်တုံးက3-4ယောက်ပဲတည်တယ်။ဒီနေ့ညနေပိုင်းမှာအနောက်ဆက်ရက်ကွက်ထဲကိုလာကျဲသွားတယ်လို့ပြောပါတယ်။စစ်ကောင်စီတပ်ဟာဧပြီလ2ရက်နေ့မှာယာယီအပြစ်ခတ်ရက်စဲတယ်လို့ကြေညာထားပေမဲ့စကိုင်းတိုင်းမကွေးတိုင်းရှမ်းပြည်နယ်ကရင်ပြည်နယ်မန္တလေးတိုင်းတို့ကိုလေကြောင်းအုံပြုပုံကျဲတိုက်ခိုက်မှုတွေလုပ်လို့ပြည်သူတွေထိခိုက်ဒေဆုံးခဲ့ပါတယ်။